premium quality နဲ့ Beko coffee machine coffee ကောင်းကောင်းတောက်ဖို့အတွက် coffee ဆိုင်တွားကြမလို့တော့ဘူး Beko coffee machine နဲ့ရှိုံနဲ့ကျွမ်းကျင်တဲ့ barista တို့ဖြစ်သွားစေရမယ် Beko ရဲ့ CEG 7304H မှာ coffee ဈေးထည့်ပြီးဖြော်လို့ရလို့ coffee မုန့်နဲ့လည်းဖြော်လို့ရပါတယ်ဒီမှာ coffee ဈေးထည့်မယ်ဒီဘက်မှာ coffee မုန့်ထည့်ပါမယ်ရေ 1.7 liter ဒီစမ်းတဲ့ဒီတန်နဲ့ကိုရေဖြည့်ပါမယ်မစ်ဖောင်အတွက်နွားနို့ကိုတော့ဒီဘူးလေးထည့်ပေးရပါမယ်ဒီနေရာမှာခွက်လေးကိုအပူပေးထားလို့ရပါတယ်အကုန်ပြပြီးသွားပြီဆို power ခလုတ်လေးဖွင့် coffee ဈေးလား coffee မုန့်နဲ့ဖြော်မှာလားဒီခလုတ်လေးတွေကိုရွေးပေးရပါမယ် espresso americano latte cappuccino ပါဝင် coffee 10မျိုးအထိရွေးချယ်နိုင်ပါတယ်ဒီဆက်လေးကအနမ်းရတာနဲ့ပြည့်စုံတဲ့ coffee ကောင်းတစ်ခွက်ကိုဖန်တီးပေးနိုင်တော့ကြောင်း coffee ချစ်သူများအတွက်ကြိုက်တွေ့စီမှာပဲဖြစ်ပါတယ် coffee တောက်ဖို့ coffee shop သွားကြမလို့ပဲ Beko coffee machine လေးကိုဝေယံ electronic မှာဝယ်ယူလို့ရနေပါပြီ